ကြားရတယ်တော့ဒီကနေ့ဒီနေရာမှာပေါ့နော်ဖခင်ကိုချီးမွမ်းဖို့ရန်ရောက်ရှိလာကြတဲ့အရောက်စီတိုင်းဖခင်ကောင်းချီးပေးပါစေကျမတို့အချိန်ကိုကြည့်မယ်ဆိုတဲ့အခါမှာလဲကျမတို့ကတခါကြရင်ပေါ့နော်အရန်ချိန်နှောင်းနေပြီဆိုတာကစကျမတို့စဉ်းစားတတ်တယ်တုံညာလဲပဲဒီမှာပေါ့နော်ပင်ပန်းနဲ့အလုံးပြီးမှပေါ့နော်ဒီနေ့ဖခင်ကိုစာငတ်လျက်မြန်မာစီစဉ်မှာပေါ့နော်လာရောက်ပြီးတော့ဖျက်ရှင်ကိုကွယ်ဖို့ရန်ပြင်ဆင်လာကြတဲ့အရောက်စီတိုင်းဒီကနေ့ဖျက်ခင်ရဲ့တူထစ်ခြင်းအတိတ်ဖန်ခံစားရတော့ခွင့်ဖျက်ရှင်ပေးပါစေကျမတို့အားလုံးမသိရက်လဲပေါ့နော်ဒီနေ့ကျမတို့ကိုအောင်မြင်ခြင်းပေးတဲ့ဖျက်ခင်ကိုကျမတို့အားရပါရကြွေးကြော်ချီးမွမ်းရမှာဖြစ်ပါတယ်အာမင်ကျမတို့သက်တာထဲမှာကျမတို့အခြေအနေတွေကြည့်တဲ့အခါမှာပေါ့နော်ချီးမွမ်းဖို့ရန်အခြေအနေကမပေးတော်ညာလဲပဲကျမတို့ကအမြဲတမ်းဖျက်ခင်ကိုချီးမွမ်းဖို့ရန်ဖျက်ခင်အလိုတော်ရှိတာဖြစ်တယ်အာမင်ကျမတို့ဝမ်းနေတဲ့ချိန်မှာလဲဖျက်ခင်ကိုချီးမွမ်းရမယ်ဝမ်းသာတဲ့ချိန်မှာလဲကျမတို့ဖျက်ခင်ကိုချီးမွမ်းဖို့ရန်ဖျက်ခင်အလိုတော်ရှိတာဖြစ်တယ်အာမင်ကျမတို့ဒီတကွာဖျက်ခင်ချီးမွမ်းဖို့ရန်ခေါ်ပေးချင်ပါတယ်အားလုံးထွက်လာခဲ့ကြပါအောင်အားလုံးအရှိကိုထွက်လာခဲ့ကြပါစောင့်နေပြီနော်မြင်လာကြပါတော့ကျမတို့ကဖျက်ခင်အတွက်ဆိုရင်အမြဲတမ်းသက်ကြွတဲ့လူငယ်တွေဖြစ်တယ်အာမင်ကျမတို့တို့တစ်ခွချီးမွမ်းတဲ့အခါမှာဖျက်ခင်ဝိညာဉ်တော်အထူးပဲလှုပ်တာဖြစ်တယ်အာမင်ထွက်လာပါအောင်လူငယ်တွေပေါ့နော်โอเคထွက်လာကြပေါ့နော်ဖျက်ခင်ထူးတိုးချီမှာဖြစ်တယ်ချီးမွမ်းခြင်းကငါတို့လက်နဲ့ပဲဆိုပြီးတော့ဖျက်ခင်ကုန်တော်ကိုတို့တစ်ခွချီးမွမ်းရအောင်အာမင်Hey
的手领着，波波比比拉真站着手，乱说看着吗？嘿，看着吗？你呀多着好，你个爸妈，你呀多着长的手领着，波波比比拉真站着手，看着吗？看着吗？你呀多着好，你个爸妈，你呀多着长的手领着，波波比比拉真站着手，乱说说别冒充。冷大的嘎当大呀，老把手都听见了，你只能丢掉吧。我刚起也刚说，黑夜之内难解决，黑夜哈利路亚，过夜之大的，我不要聪明啊，别的，说啥的，干啥的，听清楚不？老大的，只管你们，你来说啥的？说啥的，干啥的，听清楚不？老大的，只管你那个说啥的？说啥的，干啥的，听清楚不？老大的，只管你们比较。站着吗？你呀多也好，你个爸妈，你呀多也长着手领着，波波比比拉真站着手，乱说站着吗？站着吗？你呀多也好，你个爸妈，你呀多也长着手领着，波波比比拉真站着手，乱说说站着吗？你呀多也好，你个爸妈，你呀多也长着手领着，波波比比拉真站着手，乱说说别冒充。哈利路亚！ကျမတို့တက်တာထဲမှာဒီကနေ့ကျမတို့အထံတော်မှာနေရတဲ့တရက်ကအပင်ကဘာမှာနေရတဲ့ရှက်တထောင်တဲ့ပုံပို့ပြီးတော့မြင့်မြတ်တာဖြစ်တယ်။အာမင်။ဟာလေလုယာ။မျက်မှောက်တော်ထဲမှာလွတ်လပ်ခြင်းနဲ့မျက်မှောက်တော်ထဲမှာပျော်ရွှင်ခြင်းတွေရှိတာဖြစ်တယ်။ဒီကနေ့ကျမတို့မျက်မှောက်တော်ထဲမှာကျမတို့စိတ်နှလုံးသွင်းလောင်းလက်တစ်ဖက်ပြန်လဲပြီးတော့တိုးဝင်ရအောင်။ကျမတို့တက်တာထဲမှာအမြဲတမ်းကောင်းမြတ်တဲ့ဖျားရှာထိုဖျားသခင်သားလင်ဖြစ်တယ်။ ဟာလေလုယာဒီကနေ့မိတ်ဆွေရဲ့တက်တာထဲမှာခက်ခဲခြင်းတွေဖြစ်တန်းနေရတဲ့ချိန်မှာပင်လင်သင်နဲ့အမြဲတမ်းတူပါရှိတဲ့ဖျားခင်ဖြစ်တယ်ဟာလေလုယာဆုံးစမ်းခြင်းတွေကိုရင်ဆိုင်ရလေ ခဲပြဒနာများတင်ချုံတွေ့လေလေရာယာကိုပိုင်သားသူရာယာကိုပိုင်သားသူကိုရောရှိနေတယ်စာရဒုက္ခတွေတဲ့သူဖြစ်ရှင်ခဲ့တယောက်ချင်းချွန်ပြီးအပေါ်လေချ
မျက်မှောက်ပြုလဲကျမတို့စကားပြောရအောင်ဒီကနေ့ကိုရောသားလေးကျမကိုဟောလမြောက်ခြင်းပေးတဲ့ဖျားရှင်ဖြစ်တဲ့ကျမနဲ့အမြဲတမ်းထူပါရှိတဲ့ဖျားဖြစ်တဲ့ဆိုပြီးတော့ကျမတို့ထိုးဖျားရှင်ကျမတို့စကားပြောလဲခေါ်ဖဲရအောင် Hallelujah Hey Yara pa 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 Hey Shara pa Hallelujah ကိုရှင်ဖဖျားကိုကိုကျေးဇူးတင်ပါ၏ကိုရှင်ပြုပေးတဲ့မို့တည်တွေကိုကိုကျေးဇူးတင်ပါ၏အမြဲတမ်းထူပါရှိတဲ့ဖျားခင်ကိုရောသားလေးဖြစ်တဲ့အင်္ဂလိပ်နဲ့သားသမီးတို့အတွက်အမြဲတမ်းလက်ကမ်းလက်ကျိုးစိုးနေတဲ့ဖျားရှင်ကိုရောသားလေးဖြစ်ပါ၏ကိုရောကိုမျော်လင့်ပါ၏ကိုကိုဆောင်ငါပါ၏ Hallelujah Why my shape so
不绝，用尽妙力呀。我苦龙卷，写地背土。我有你们，不你干你得起来，毛蓝沙表情嘛。ဒီမှာရောက်ရှိလာကြတဲ့ညီကိုမောင်နှမများဒီနေ့ဖျားရှင်ရဲ့အချစ်ဆုံးသောသူဟာမိတ်ဆွေပင်ဖြစ်တာဖြစ်တယ်ဒီနေ့သခင်ရဲ့ချစ်ချင်းမေတ္တာကဒီမှာရှိတဲ့မိတ်ဆွေရောက်စီတိုင်းအတွက်လုံလောက်တာဖြစ်တယ်ဟာလေလုယာကျမတို့အထီးကျန်တယ်လို့ခံစားရတဲ့အချိန်မှာပင်လေဒီကနေ့ကျမတို့ထိုဖျားရှင်စီမှာကျမတို့တိုးဝင်လေသူရဲ့မေတ္တာကိုစာငတ်လေကျမတို့သူကိုချီးမွမ်းဖို့ပါဖျက်ခဲ့လို့တော့ရှိတာဖြစ်တယ်ဟာလေလုယာအိုးရာပါ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 အိုးခရစ်ရှင်ဖဖျားဂရေကျေးဇူးတော်နာမတော်ကိုချီးမွမ်းပါ၏ဂရေမေတ္တာတော်ကိုထူးတည်တဖန်ဒီကနေ့မှာခံစားရတော့ခွင့်ခရစ်ရှင်ဖဖျားပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါ၏ဂရေမြတ်မောက်တော်ထဲသို့သွဝင်လာကြတဲ့ရောက်စီတိုင်းတတကိုခရစ်ရှင်ဖဖျားကောင်းချီးပေးတော်မူပါခြေကွင်းနေတဲ့နှလုံးသားများကိုခရစ်ရှင်ဖဖျားကျမ်းမာခြင်းပေးတော်မူပါမကျမ်းမာတဲ့သူများကိုလည်းခရစ်ရှင်ဖဖျားကျမ်းမာခြင်းပေးတော်မူပါဂရေမေတ္တာကိုဆောင်ရလဲရောက်ရှိလာကြတဲ့ရောက်စီတိုင်းကိုလည်းဂရေရဲ့ချစ်ချင်းမေတ္တာကိုတည်တဖန်ခံစားရတော့ခွင့်ခရစ်ရှင်ဖဖျားပေးသနာတော်မူပါဟာလေလုယာဟာလေလုယာလိုအင်းတဲ့အလုံးစုံကိုပြည့်စုံစေတဲ့ဖျားခင်ကိုရောသားလင်ဖြစ်ပါ၏ဟာလေလုယာကိုကိုချီးမွမ်းပါ၏ချီးမွမ်းကိုကိုချင်းထဲမှာကိုရှင်သူပါရှိတဲ့ကဲ့သို့ကျန်ရှင်နေသေးတဲ့ချိန်တိုင်းများ၌လည်းကိုရှင်သူပါရှိတော်မူပါဂျာနာယမေနှုတ်ကပတ်တော်အတွက်ယေရှုတင်ပါ၏ကိုရောနှုတ်ကပတ်တော်အဖြစ်သားသမီးတို့ရောက်စီတိုင်းကိုစကားပြောတော်မူပါတိုးထီတော်မူပါဟာလေလုယာလွတ်ချင်းခွင့်ကိုရှင်ဖဖျားတည်တပံပေးတော်မူပါယေရှုတင်ပါ၏တတန်တဲ့ချိန်တိုင်းများကိုယေရှုနာမနဲ့ဆုတောင်းနဲ့စက္ကန့်နံပါ၏အာမင်ဟာလေလုယာဖျားရှင်ကောင်းမြတ်တယ်အာမင်ဒီမှာလာရောက်တဲ့ရောက်စီတိုင်းပေါ်မှာဖျားရဲ့ကောင်းမြတ်ခြင်းခံစားရမယ်လို့ယုံကြည်ပါတယ်အာမင်ဆိုတော့ကျွန်တော်တို့ဝန်ခံရအောင်ယုံကြည်ခြင်းနဲ့အာမင်ဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုများပေါ်မှာဆိုပြီးတော့၃ချိန်ကျွန်တော်တို့ဖျားရဲ့ကောင်းမြတ်ခြင်းပြောရအောင်အာမင်1 2 3ဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုများပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုများပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုများပေါ်မှာအာမင်ဆက်လက်ပြီးတော့ကျွန်တော်တို့ဝန်ခံရအောင်ဖျားတကယ်ကောင်းတဲ့ဖျားဖြစ်တယ်အာမင်အလောက်ကိုင်မရှိတော်လဲမရှိသေးတဲ့အရောက်စီတိုင်းပေါ်မှာလဲဖျားရှင်အရန်ကောင်းတယ်ဖြစ်တယ်အာမင်ဒါကြောင့်
ဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အလုတ်ကိုင်းနဲ့အနာဂတ်ပေါ်မှာဆိုပြီးတော့၃ချိန်ဝင်ခံရအောင်1 2 3ဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အလုတ်ကိုင်းနဲ့အနာဂတ်ပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အလုတ်ကိုင်းနဲ့အနာဂတ်ပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အလုတ်ကိုင်းနဲ့အနာဂတ်ပေါ်မှာအာမင်ဖျားရှင်ကောင်းမြတ်ပါတယ်တိုင်းနိုင်ငံတည်တည်ပေါ်မှာဆိုပြီးတော့၃ချိန်ဆက်လက်ပြီးတော့ဝင်ခံရအောင်1 2 3ဖျားရှင်ကောင်းမြတ်ပါတယ်တိုင်းနိုင်ငံတည်တည်ပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်တိုင်းနိုင်ငံတည်တည်ပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်တိုင်းနိုင်ငံတည်တည်ပေါ်မှာအာမင်ဆိုတော့ကျွန်တော်တို့ဒီမြန်မာစီစီမှာပထမချိန်လာရောက်တဲ့တငယ်ချင်းရှိခဲ့ပြီဖြစ်တော့ကျေးဇူးပြုတဲ့လက်ထောင်ပေးပါကျူပြုမတည့်ပေးပါနော်ကျွန်တော်တို့ကျူဆူချင်းနဲ့ယေရှုကျွန်တော်ကောင်းချီးပေးခြင်းနဲ့အာမင်ဒီနေ့နှုတ်ကပတ်တော်ဝင်ငါပေးမယ်ဆရာဒေါက်တာထန်ဘောနော်ကျွန်တော်တို့အရောက်စီတိုင်းဖျားရဲ့သားသမီးရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေဆိုပြီးတော့၃ချိန်ကောင်းချီးပေးရအောင်အာမင်1 2 3ဖျားရှင်သားသမီးရောက်စီတိုင်းဖျားသခင်ကောင်းချီးပေးပါစေဖျားရှင်သားသမီးရောက်စီတိုင်းဖျားသခင်ကောင်းချီးပေးပါစေဖျားသားသမီးရောက်စီတိုင်းဖျားသခင်ကောင်းချီးပေးပါစေအာမင်အယံကျေးဇူးတင်တဲ့ပြန်ထိုင်လို့ရပါပြီဆက်လက်ပြီးတော့ကျွန်တော်တို့ဖျားပေးတဲ့ကောင်းချီးများထဲကအကောင်းဆုံးသောအလိုငွေကောက်ခံရမယ့်အချိန်ဖြစ်တယ်ကျွန်တော်တို့ပြင်ဆင်ရအောင်အာမင်ကိုရောကျွန်တော်ဒီလောက်နဲ့ကိုရောကိုချစ်တယ်ကိုရောကိုဂျေဇုတင်တယ်ဆိုပြီးတော့ကျွန်တော်တို့ပြောရအောင်အာမင်တစတဲ့မှာပဲဂုံတော်အဖြစ်တချင်းဆိုမဲ့မွန်ပြီးတော်လကောင်စကပေးမဲ့နိမငယ်ကေတာတော်လကောင်ကောက်ခံမဲ့အရောက်စီတိုင်းယေရှုနာမဖြစ်ဖိတ်ခေါ်ပါတယ်လူလုံးဝိကတဲ့စကန်နဲ့စတောင်းကြရအောင်မြင့်မြတ်ဆုံးလူတို့ရောက်စတိုင်းကိုချစ်တော်မူသောဖျားကိုရောပြင်ဆင်ပေးတဲ့အချိန်တိုင်းအတွက်ကြီးစွာတော်ချီးမွမ်းပါတယ်ကိုရောရှင်ရဲ့ကြီးစွာတော်ကြောင့်ကိုရောကိုချီးလျက်သားသမီးရောက်ချင်းစီတိုင်းဒီမှာအတူတကွဆုဝေးကြပါတယ်ဒါနဲ့မကသေးပဲနဲ့ကိုရောပေးထားတဲ့ကောင်းကြီးများစွာအထက်ကအလူတော်ငွေအားဖြစ်တော်၎င်းဆေဘုဒ္ဓဘုအားဖြစ်တော်၎င်းယူဆောင်လာကြပါတယ်ဖဖျားသခင်ပေးလူတဲ့စေတနာစိတ်နဲ့ပေးလူတဲ့သားသမီးရောက်ချင်းစီတိုင်းပေါ်မှာကိုရောရှင်ထံမှလာတော့အစ30အစ60အစ100ကောင်းကြီးများတုံလောင်ပေးလျက်သူတို့ရဲ့လူမှုရေးစီးပွားရေးကဏ္ဍအသီးသီးမှာကိုရောရှင်ဖျားကွဲကားလျက်မကောင်းတော့မှုရလုံးစုံမျိုးမှာဆောက်ရှောက်ကွဲကားလျက်ကောင်းကြီးပေးပါထဲဝင်တော်ပေးသူတို့လူငွေများသည်ကိုရောရဲ့နိုင်ငံတော်ကျေပြန်ကိုရောဘုံတော်ထင်ရှားဖို့လို့ငါကိုရောအသုံးပြုပါမိကြောင်းတပတ်တော်သခင်ရှုနာမ၌စက္ကန့်နဲ့ဆုတောင်းကြပါ၏အာမင်ဟာလေလုယာအချင်းခွန်းအခါကောင်းကိုပြင်ဆင်ပေးတဲ့ဖျားတကိုရေဆုံးကျေးဇူးတင်တယ်ကျွန်တော်ခုဆိုမချင်းရတော့ကောင်းစင်ကဗာလဲလင်းစေပါဆိုတဲ့ချင်းလေးပဲဖြစ်ပါတယ်ဘာလို့လဲမသိဘူးတော့ဖျားချောင်းရောက်လာကြတဲ့ဘိုက်နည်းနည်းအောင်နေတော့အဆင်မပြေဘူးအဆင်ပြေတယ်လို့ဆိုပါမယ်Chupayan
ရှောက်ခဲ့တယောက်တည်းစဉ်းစားတိုင်းနှလုံးသားထဲမှာပဲကြွေတယ်ဒီရင်ထဲကမိုးစလေးတွေကျွန်တော်တခင်ရဲ့ရင်ခွင်တော်ထဲစေဘူဇောကဒူThe King Yeshua, to know down so. I need to know good, bad guy, but in where my dream will taga lampia ba. Loga ye lanchan tema, towns in song lindo. The lingo to know why did that tema Lindsay since I line along that my petri day didn't take a moselle snow king queen daughter Song la pa song king shin the king Yeshu to know down so I need to know good bad guy but in where my tree bring taga lampia ba loga ye lanchan Song la pa song king shin the king Yeshu to know down so I need to know good bad guy but in where my tree bring taga lampia ba loga ye lanchan song lindo Kamadia lingo to know why did that tema Lindsay ba Yo to your petty council be base Gundo the chin to lagam ဘေးကန်းချင်းမှာပါဝင်တဲ့ရောက်စီးတဲ့ဖျားစခင်ကောင်းချီးပေးပါစေအခုကျွန်တော်တို့နှုတ်ကပတ်တော်အဖြစ်ဝေငါပေးမယ်ဆရာကြိုဆိုရအောင်အာမင်အားလုံးမတ်တက်ပြီးတော့လက်ခုပ်တီးရအောင်
哈利路亚，阿龙变态家呀哦，哎呀爸呀，就是你口地比多的，要带帮忙偏心光景，我来恰比巴西。แค่สุยเจนตันโดกะเชงกาลาพิปีเมพยาเชงกานี่เสียได้มาตัวละลุเสียได้นี่อะไรมาบีมตียามาข้าชีเบลลุงจงสัวกวยกาส่งเชงบิตกาลาดีนี้เจสซีเออเตโนมาชีเดเตนตัวเตนตามีอันเนว่าปีกูกูคนเปรพยาเชนินามาโรดีกับบาเซบงจีเลมิงาชีบาซีพยาเสียงเตะกองเมียเดอเชงได้เกดีเวเนนโนเปลี่ยนจนมาจินนัดติวเนาะอามยาติวที่เป็นพยาเสียงเตะกองเมียเดเนาะพยาเสียงกองเมียเดแต่ว่าเตะกองเมียเชงได้ตะเกียนนลุงตาป่าเนี่ยเลตีเลตามเมตเลตีเลมองเมตามบิลมาอายะปะยะพยากูชิมันใจยองที่เป็นยังสงเนาะพยาเสียงเตะกองเมียที่เป็นเชงได้1 2 3 go พยาเสียงเตะกองเมียเดเชงได้พยาเสียงเตะกองเมียเดเชงได้พยาเสียงเตะกองเมียเดเชงได้อาเมนฮาเลลูยาฮาเลลูยาตะเกียบพยาตะเกียนก็ตามมันกองเราหมดตะเกียโนอาเพียนมวลสุลวันคาโลมียาในเราพอเปียโลมียาในเราวังกองมีเราพยาเสียนพิบารีฮาเลลูยาเนี่ยเสียนได้มาจนตัวเราเสียนนี่ได้เนี่ยได้มาจนพยายามมาป่าบูสีโนจนแต่ตายมาดำมาอันไรมีอะไรเชิงกาลาพิเดแค่สุยรุกาลาเจนตานกาลาพิเดไอ้จันดีนี่จนพยาสิงกูลลละหัวเมียวบิโรกูกวยคนยาราพยาเสียนจียูโรเตตจังตาพิเดฮาเลลูยาโตโลตัลโลไทตัลโลมโฮบูฮาเลลูยาไอ้จันดีนี่จนดีมาเลเซียในงานกูยาวยงตามากาเบเนดีนี่ดีเจสีอาเตนโดกูปูส่งปีเดพยาเสียนี่นามาโรกูกบาเสบงจีเดมิงาสิบาสิโตบิโรมาจนเสียเลียนบอยดูเสียทางตาดูกว่าตุรวิคานซายาเรอัชัวควินดีแต่หอความเปรย์ตัวจังอัชัวเบจิวเตนเดกงเล่กงยูมีบาเรอเตนโดกูเลพยาเสียงกะเมรันกองไม่ได้จังกูเมียนตุยคานซาความเปรย์ตัวจังอัชัวเบกงยูวันตาปีติปีบาเรลุอเตนโดกูเลเบพยาเสียงกองจิมลาชาบีบาซีอะคูเชียงมาจนอาลงตีเดไตเบดิมลิเชียนไงมาโลเดนียาพิเดอเชงเนอโลเดนียาพิปีเมดินี่ลุงเอมองไม่เมียดิเรากูโลตัวเสียสิเรนียากูท้าให้บิรมาเองมาเอซีอนาอยู่เมษาพยาจังกูยาวศิลาบิรมาอายะปายะพยากูชิมวันตุยาราจนอายาเมปีติพิบารีฮาเลลูยาดิพยากูสังกัดดิเราที่พยากูกูชินสันดาชิราการโนเนโนมหูฮาเลลูยาตะเกเบตมูทูชาร์ลุงเอมองมียากูพยาสิกเตโนปูส่งบีราพิเดฮาเลลูยาฮาเลลูยาคิมยารุอนาโกตักปานีเดฮาเลลูยาตูเมียเนี่ยมาตูเบเนี่ยตมูทูชาร์อเมนชินตมูทูชาร์กองจิมพยาสินชากูชาปีมาพิเดฮาเลลูยาพยาแค่กรีปีทาบิดฮาเลลูยาอาจารย์ดีนี่จนยานลุละเดวันตาเรเสเทมาเรยานปีติพิเดดีนี่จนดีมาเลเซียยาวเดขามาจนดิลูมิวกูในงานเนี่ยยงตงบาราสกาเนี่ยพยากูชิมันคนยาราดิลูมิวเชิงยาราเลเบจนกองสองดิวเชียดิกูยานโตเรโลจนชิจูบาเรฮาเลลูยาจนเมียมาสกากูอัตเนติโลมีอาบุเบนีอาเบยาวเมียมาเปียลาเรลูริกาเมียมาสากูยีเลเปียวตัมมาเอรามาจนเมียมาปีตาพิเดจังกูตูเมียในงานไตตบาริกาปุริมาจนอัตเนจีมาพิบาเรกูเมียมาสกากูมติบุษยโนตูเมียเมียมาเลเบบาคมเลยเสยติงเงเสียอ่างเสียพิเดจังกูจนว่าจงตุยแค่เมียลุงเงมองเมียไตตบายเจ้าเรลูริกาเปียวตังกูจนขณะใจอะเรอาจารย์ดีนี่ยาวสิลาโลลุงเอมองเมียเดมาเมสวยเมียเสียมาเมียปอมาดิลูมิวสิเสียเมียกูกลีเมียกะตัวเตดงอนากับมาปูวิรมาในงานจนว่ามีในงานเลเวลมหเวในงานตะการเลเวลเนี่ยอุสงในปูยันดิลูมิวควนทูสิเซมปีดากาโรกองเสียเมียกองส่งเมียบ่เนาะยามเบจิวเตเนพยาสิงกองจิเมียลาชาบีบาซีฮอบีดีนี่จนเปียวมียาเรียโรเมียสิบาเรดาบิเมอเชงอ่ะดีคิมยารัวเลยปูอโลเดสุโรชนุอโลมาโลเดดูเดียตัวเบลาเวเจจะกิสามิฟูสิบ่เนาะแต่ไม่อโลเดดูเดียตัวลีดขายามาสุโรบ่เนาะจนว่าเชงคันเมียนลีเนี่ยจน
ဝင်ကတော့မှာဖြစ်ပါတယ်လို့အားလုံးကိုကျွန်တော်ယုံကြည်ပါတယ်ကဲတင်ချင်းစိတ်ချမှုရပြီးသားလူတွေဖြစ်တဲ့တော့ကြောင့်ဒီနေ့ကျွန်တော်ဒီကဲတင်ချင်းတရားကိုမပြောတော့ဘဲနဲ့born again ကဲတင်ချင်းစိတ်ချမှုရပြီးသားလူတွေကဘယ်လိုအသက်ရှင်မလဲဆိုတာဒီအချက်၃ချက်နဲ့ကျွန်တော်ခေါ်နာပြီးတော့မှာဖြစ်ပါတယ်ကျွန်တော်ပြန်စင်ထားတာဖြစ်ပါတယ်အကျဉ်းဒီလောကဒီကျွန်တော်ဒီခန္ဓာကိုယ်ကြီးအသက်ရှင်နိုင်ဖို့အလို့ငါလိုတော့အရာ၃မျိုးရှိတယ်နံပါတ်1ကမဖြစ်လို့တဲ့အရာကတော့ဘာတွေလဲလေနော်နံပါတ်2ကရေနံပါတ်3ကအလင်းနော်အလင်းဒီ၃မျိုးမရှိဘူးဆိုရင်တော့တက်စစ်တော်ဝါရီအလောကအသက်ရှင်လို့လုံးဝမရဘူးဆိုတာကျွန်တော်အားလုံးသိပြီးသားဖြစ်ပါတယ်လေရေအလင်းကျွန်တော်မော်ဘီမာနေတဲ့အချိန်မှာဒီဗမာတွေကကျွန်တော်ပတ်ဝန်းကျင်မှာသူတို့လေကိုဒီငါပြီးတော့မှပါဒီဆိုင်တယ်ပြီးတော့မှဘာလဲမလကာတီအမျိုးမျိုးဆိုင်တာပေါ့နော်ဒီပန်းလေးတွေကိုမပွင့်ခင်ဒီမှာသူတို့ကညတိုင်းမှာမီးအလင်းပေါ့နော်စေပီချားပြီးတော့အလင်းမီးတီကိုထားပြီးတော့မှအများကြီးဧကလိုက်နေပေါ့နော်မီးအလင်းကိုထွန်းပေးနေတယ်အလင်းကိုပေးနေတယ်အဲ့ဒါကိုကျွန်တော်ပြင်မိလိုက်တဲ့အခါကျတော့ဘာဖြစ်လို့ဒီမီးအလင်းကိုပြီးတာလဲလို့မြင်လိုက်တဲ့ခါမှာအလင်းမပေးဘူးဆိုရင်တော့ညအချိန်မှာပေါ့နော်အလင်းမပေးဘူးဆိုရင်တော့အပွင့်ကလုံးဝမကောင်းဘူးတဲ့။အိုဒီပန်းကလေးတွေတော့မှအလင်းကိုအားလို့ဘာလားဆိုပြီးကျွန်တော်ခံစားတယ်။အလင်းဆိုတာကကျွန်တော်လူသားအတွက်တာမဟုတ်ဘဲနဲ့တစ်စစ်ပန်းပင်တစ်ပင်အားလုံးအတွက်လေအရန်လိုတဲ့အကြောင်းကိုကျွန်တော်ခံစားမိတယ်။အိုးကျွန်တော်လူသားတွေတာမကဘဲနဲ့တစ်စစ်ဒီတစ်ပင်ပန်းပင်ဒီကလေအရန်လိုဘာလားဆိုပြီးတော့မှကျွန်တော်တို့ဒီဘီနာမှာအင်ဘီနာမှာချန်ဘီနာမှာပန်းပင်ဆိုင်တဲ့လူတွေပေါ်နေကျွန်တော်ပြန်လဲပြီးတော့အလင်းလေးအရေးကြီးတဲ့အကြောင်းပေါ့နော်။အိုးမရှိမဖြစ်လို့တဲ့အရာပါလားဆိုပြီးတော့ကျွန်တော်အရန်ခံစားတယ်။အကြောင်းဒီနေ့ဒီကတင်ချင်းစိတ်ချမှုရပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ခုနပြောတဲ့အတိုင်းပဲအရာလိုအပ်တဲ့အရာပေါ့နော်။ဒီခန္ဓာကိုယ်ကြီးကခုနလိုအပ်တဲ့လေကြီးအလင်းလိုအပ်တဲ့အတိုင်းပဲဒီအထဲမှာဝိညာဉ်လိုပေါ့နော်ဝိညာဉ်လိုအသက်ရှင်ဖို့အလို့ငါအရာ၃မျိုးကျွန်တော်ရဲ့ကျွန်တော်ရဲ့တွေးခေါ်မှုပေါ့နော်၃မျိုးရှိတယ်ဆိုတော့ကျွန်တော်အဲ့ဒါတုံးတမိတယ်အဲ့ကြောင့်ဒီအရာ၃မျိုးကိုကျွန်တော်အနေနဲ့တစ်ခုပြီးတစ်ခုကျွန်တော်ကျန်းစာဖတ်ပြီးတော့မှခေါ်တော့သူတို့ကယူဖို့ရန်ကျွန်တော်ပြန်ဆင်ထားတာဖြစ်ပါတယ်အဲ့ကြောင့်ဒီနေ့ယုံကြည်ခြင်းနံပါတ်1ပေါ့နော်ယုံကြည်ခြင်းအားလုံးသိပြီးသားဖြစ်ပါတယ်ကျွန်တော်ရှင်ယောဟန်ခန်းကြီးတော့ပိုင်းရဲ့ဆက်ချောင်းမှာဖျားသခင်တားတော်ယုံကြည်တော့သူပေါင်းတို့ဒီပြည့်စုံခြင်းတို့မရောက်ထာဝရတက်ကိုဆိုင်ရရှိခြင်းကဖျားသခင်ဒီမိမိနဲ့တပါတီတော်တားတော်ကိုစွန့်တော်မူပြီးတယုံလောကီတားတော်ကိုပါလေချစ်တော်မူ၏ဟာလေလုယာတားတော်ကိုယုံကြည်တော့သူပေါင်းတို့ဒီတဲ့ယုံကြည်ခြင်းမပါဘူးရှင်ကျွန်တော်လုံးဝထာဝရတက်ကိုရနိုင်မှာမဟုတ်ဘူးဒါတည်းမကတည်းဘူးဒီလောကမှာဖြောင်းမခြင်းအပိတာဖိယတနဲ့ဖြောင်းမခြင်းရတာလေပြီကျွန်တော်ယေရှုခရစ်တော်ကိုကယ်တင်ရှင်တခင်နဲ့ယုံကြည်လက်ခံလို့ကျွန်တော်ကထာဝရတက်ကိုရတာဖြစ်တယ်အဲကြောင့်ယုံကြည်ခြင်းနံပါတ်1ပေါ့နော်နံပါတ်1အချက်နဲ့ယုံကြည်ခြင်းဒီအတွင်းလို့ကဲတင်ချင်းစိတ်ချမှုရပြီးတဲ့နောက်ပိုင်းမှာအတွင်းလို့နဲ့ပြင်လို့ရှိတဲ့အကြောင်းကိုကျွန်တော်အားလုံးသိပြီးသားဖြစ်ပါတယ်အဲကြောင့်ဒီအတွင်းလို့အသက်ရှင်ဖို့ရန်ယုံကြည်ခြင်းနံပါတ်1ကအရာအလိုအဆုံးသောအရာဖြစ်တဲ့အကြောင်းကိုကျွန်တော်အနေနဲ့သုံးသပ်မိတယ်အဲကြောင့်ဒီအရာလေးကိုကျွန်တော်အခုပြောတဲ့အတိုင်းပဲဒီရှင်ယောဟန်ခန်းကြီး3အပိုင်းရဲ့ဆက်ချမှာအားလုံးကျွန်တော် Sunday School ဘုငယ်ရှင်ကလေးအားလုံးအလို့ရပြီးသားဖြစ်ပါတယ်လို့ပြီးတော့မှဂါလာတိခန်းကြီး3အပိုင်းရဲ့ဆက်တစ်ဖြောင်းမတော်သူတွေယုံကြည်ခြင်းအသက်ရှင်လိမ့်မယ်ဟာလေလုယာပညာဖြစ်မဟုတ်ခေါ်နာဖြစ်မဟုတ်တော်လို့တာလင်ရှိလို့လည်းမဟုတ်ဘူးခေါ်နာဘလာကြီးလို့ပေါ့နော်တော်လို့တတ်လို့မဟုတ်ဘူးယုံကြည်ခြင်းအသက်ရှင်လိမ့်မယ်ဟာလေလုယာအကျဉ်းဖြောင်းမတော်သူတွေယုံကြည်ခြင်းအသက်ရှင်လိမ့်မယ်လောကဆိုတော့ငါလောကအတွေ့ခေါ်နေတွေ့ခေါ်ရှင်းစားလို့ရှိရင်ပေါ့နော်စီးပွားရေးလုံးမနော်နိုင်ငံခြားသွားမှအသက်ရှင်လိမ့်မယ်ဆိုတဲ့အရာရောက်တော့တာပေါ့နော်အရာဖြစ်သွားတယ်ဒါပေမဲ့ဖယားအမြင်နဲ့လောကယာတိအမြင်လုံးဝမတူဘူးဟာလေလုယာယုံကြည်ခြင်းဆိုတာအလုံးတည်တဲ့အတိုင်းပဲဟေဘရခန်းကြီးတစ်ဆက်တဲ့အပိုင်းငယ်တစ်ထဲမှာကျွန်တော်တွေ့ရတယ်ယုံကြည်ခြင်းဆိုဒီမှာ
ဘာပြောလဲယုံကြည်ခြင်းဆိုတွေမှာကျွန်တော်အဲ့ဒါတော့အလို့မရသေးဘူးနော်ဟိုဟေပြခန်းကြီး7ယုံကြည်ခြင်းဆိုတွေမှာတခြားလေးကျွန်တော်မြောက်လဲမမြန်တီတော့ယာမြကိုတီမဆွဲလန်းခြင်းအဲ့ဒါပြန်လဲပြန်တော့နော်ကျန်းစာလာမလို့ပြန်ဖတ်ကြရအောင်နော်ဟေပြ7ယုံကြည်ခြင်းသည်မြောက်လန်းသောအရာတို့ကိုမြတ်မပြုခြင်းဖြစ်၏မမြန်တီရောအရာတို့ကိုတီမဆွဲလန်းခြင်းအကြောင်းဖြစ်၏ဟာလေလုယာယုံကြည်ခြင်းဤအတိတ်ပဲမြောက်လင်းတို့ယာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏မမြန်တီရောယာတို့ကိုတီမဆွဲလန်းခြင်းအကြောင်းဖြစ်၏မမြန်တီရောအရာတွေကိုဘုရားရှင်ကပြင်ဆင်ပေးလိမ့်မယ်ဘုရားရှင်ကပေးမယ်ဘုရားရှင်ကမြတ်ဝတ်ခြင်းမြန်တွေ့ခံစားစီမယ်ဆိုတဲ့ယုံကြည်ပြီးတော့ဆွဲလန်းခြင်းမျက်မှောက်ပြုခြင်းဖြစ်၏ဟာလေလုယာဘုရားသခင်နိယမဟာပြန်လေလာကြည့်တဲ့ခါမှာမရှိသေးတဲ့ຢာကိုရှင်ဖန်ဆင်းတော့အရှင်ဖြစ်တယ်ဟာလေလုယာအဲ့ကြောင့်သူကမရှိသေးတဲ့ຢာတွေမမြန်လို့မရသေးတဲ့ຢာတွေကိုဖြစ်စီတယ်မြန်တွေ့ခံစားစီတယ်တွေ့နိယမကဘာဥကရေကဘလာကြီးဖြစ်တဲ့ဒီလောကကြီးကိုသူကနီဒီလာဒီမရှိသေးတဲ့အချိန်မှာသူ့နှုတ်တော်အားဖြင့်ဖန်ဆင်းတဲ့အကြောင်းကိုကျွန်တော်တွေ့ရတယ်ထူနီးတကောင်းပဲကျွန်တော်တို့ယုံကြည်သူအားလုံးဟာအနာဂတ်မှာဟိုကျွန်တော်အသက်စနေမှာဒါမှမဟုတ်နောက်15နှစ်မှာကျွန်တော်တို့ဖြစ်ရမယ်ဒီလိုအောင်မြင်ရမယ်ဒါကြီးလုပ်မယ်ဆိုပြီးတော့မှကျွန်တော်တို့ပိုက်ဆံအိတ်ကိုမကြည့်ဘဲနဲ့ဖယားကိုကြည့်ပြီးတော့တက်ဆင်ပြီးတော့ဆွဲလန်းပြီးတော့ရှောက်လန်းခြင်းအရာဖြစ်တယ်ဟာလေလုယာကျွန်တော်ပိုက်ဆံအိတ်ကိုကြည့်ပြီးတော့မှအရာတစ်ခုကိုရှီရှင်ထားမယ်ဆုံးဖြတ်ထားမယ်ဆိုတော့ဘာမှဘယ်တော့မှကျွန်တော်အလုပ်လုပ်နိုင်မှာမဟုတ်အရာရောက်နိုင်မှာမဟုတ်ဘူးဖယားကိုယုံကြည်ပြီးတော့အရာခတ်တဲ့ကိုဖန်ဆင်းပြီးတော့မှအရာခတ်တဲ့ကိုတတ်ဆွမ်းတော်မူတော့ဖယားကိုယုံကြည်ပြီးတော့ရှောက်လန်းတာကယုံကြည်ခြင်းနဲ့ယုံကြည်ခြင်းမရှိရင်ဖယားတကယ်ကြီးစေတော်နဲ့မတွေ့နိုင်ဟေပြခန်းချင်း7-6ထဲမှာကျွန်တော်တွေ့ရတယ်အကျဉ်းဒီနေ့ကျွန်တော်ယုံကြည်ခြင်းဖယားရှင်ကိုကျွန်တော်ကဲတင်ရှင်တခင်နဲ့ယုံကြည်တဲ့ခံပြီးတဲ့ခါမှာသာဝရတဲ့ကိုရယုံတာမကဘဲနဲ့ဒီလောကမှာပင်လင်းဖယားရှင်အမမြင်တဲ့ကောင်းချီးမင်္ဂလာတွေဟာလေလုယာမခန်းစားတဲ့ကောင်းချီးမင်္ဂလာတွေကိုမြန်တွေ့ခန်းစားခွင့်ပေးတယ်ပြီးတော့မှကျွန်တော်တက်တာမှာတမှုထူးခြားတော့ဘဝအမတမလာပါတဲ့ဘဝကိုထူထောင်ပေးနိုင်တဲ့ဖယားရှင်ဖြစ်တယ်ဟာလေလုယာဒီအရာတွေကတော့ကျွန်တော်တော်လို့တလုံးမဟုတ်ဘူးဖယားရှင်ကတတ်နိုင်တယ်ဖယားရှင်ကလုံနိုင်တယ်ဆိုတော့အချီအင်းကမပေးရင်လည်းပဲယုံကြည်ကူးစားတာမျက်မှောက်ပြတာကိုအဲ့ဒါကတက်ရှင်လို့ဆရာမှုဖယားရှင်ကိုယုံကြည်ခြင်းနဲ့ခြေလန်းခြင်းဖြစ်ပါတယ်ဟာလေလုယာအချင်းကျွန်တော်ဒီနိုင်ငံချက်ရောက်တာလည်းပဲကျွန်တော်ကယုံကြည်ခြင်းနဲ့ပေါ့နော်အခုဒီအိန္ဒိယမှာရှိတဲ့ကျွန်တော်ငီကူမောင်နှမဒီမီဇိုပြီးတော့မနီပူမှာရှိတဲ့ကျွန်တော်ငီကူမောင်နှမတွေကဒီမြန်မာပြည်ကျွန်တော်ယုံမီတွေကတော့အရာတတ်တိရှိတယ်နော်ပိုက်ဆံမရှိရင်လည်းပဲဟိုဘင်္ဂလားရှိကျန်းစာကြောင်းတဲ့ဘူးတော်ရဲတယ်အင်္ဂလိပ်စကားလည်းတခေါ်မှလည်းမရဘူးယုံကြည်ခြင်းအားကြီးတယ်ဒီမြန်မာပြည်မှာရှိတယ်ကျွန်တော်ငီကူမောင်နှမတွေကအရာချီးကျူးစရာကောင်းတယ်ကျွန်တော်အင်္ဂလိပ်စကားလည်းတည်တယ်ပိုက်ဆံလည်းရှိတယ်ဒါပေမဲ့ကျွန်တော်မတော်ရဲဘူးဒါပေမဲ့မြန်မာပြည်မှာရှိတယ်ကျွန်တော်မောင်နှမတွေကျွန်တော်တငယ်ချင်းတွေကတော့အင်္ဂလိပ်စကားတခေါ်လည်းမရဘူးပိုက်ဆံလည်းလမ်းစေးလောက်ပဲကျန်အမီရှင်လို့တဲ့ခါပိုက်ဆံပြစလည်းမလုပ်ဘူးဟူဆွဲဒီဆွဲနေလို့တဲ့ခါကျွန်တော်ကြည့်လိုက်တော့အရာချီကျိုးစရာကောင်းတယ်လို့ကျွန်တော်တငယ်ချင်းတွေလာပြောတာပေါ့နော်အဲကျွန်တော်ယုံကြည်ခြင်းဟာမရှိရင်လည်းပဲလမ်းလျှောက်ရဲတယ်မရှိရင်လည်းထွက်ရဲတယ်မရှိရင်လည်းလှုပ်ရဲတာအဲ့ဒါကိုဖျားဤဆက်တော်တွေ့တဲ့အရာဖြစ်တယ်ဟာလေလုယာအဲ့ကျဟေပြခန်းကြီး7-6ထဲမှာယုံကြည်ခြင်းမရှိရင်ဖျားဒီနေ့ဆက်တော်နဲ့မတွေ့နိုင်တဲ့ကျွန်တော်တော့ဘွေရလို့ချမ်းသာလို့ဖျားရှင်ဆက်တော်တွေ့တာမဟုတ်ဘူးဟာလေလုယာဖယားရှင်ကတတ်နိုင်တယ်ဖယားရှင်ကအောင်မြင်ခြင်းပေးနိုင်တယ်ဆိုပြီးတော့မှအချီအနီးကမပေးရင်လည်းပဲယုံကြည်တာကဖယားကြီးဆက်တော်တွေ့တာဖြစ်တယ်ဟာလေလုယာဖယားကိုကျင့်ဆုံးရစီတာဖြစ်တယ်ဟာလေလုယာအချင်းဒီနေ့ယုံကြည်ခြင်းဆိုတာကျွန်တော်ခရိယန်အသက်တာမှာကဲတင်ခြင်းစိတ်ချမှုရပြီးတာလူတွေအတွက်အမတာမအကောင်းဆုံးသောအရာအမော်မြတ်ဆုံးသောအရာဖြစ်တယ်ဆိုတာကျွန်တော်ဒီချက်အနေနဲ့ကျွန်တော်ခေါ်လာပြလို့ပါတယ်ပြီးတော့မှဟေဘီယာခန်းကြီး7ခုန6ထဲမှာကျွန်တော်ဖတ်ပြတာဖြစ်ပြီးပြီးတော့မှဟေဘီယာခန်းကြီး30ပေါ့နော်ဟေဘီယာခန်းကြီး30အဲ့ဒီတချလေးကိုကျွန်တော်ပြန်ဖတ်ကြရအောင်နော်ဒီနေ့တော့ကျန်စာဖတ်တော့နည်းနည်းများပါလိမ့်မယ်ဒီခံပြကြပါနော်ဟ
ဟေပြခန်းကြီး30 39ရဲမှာကျွန်တော်ဘာတွေ့ရတယ်လဲဆိုတော့ဖြောင့်မတ်သောသူတွေယုံကြည်ခြင်းအပြင်အသက်ရှင်လိမ့်မည်တို့တော်လေရွရောလင်းငါစေဝိညာဉ်ဒီထူတူကိုအာရနေတဲ့ခြင်းမရှိဖခင်မင်းတော်မူ၏ဟာလေလုယာအကျဉ်းယုံကြည်ခြင်းဖြောင့်မတ်သောသူတွေယုံကြည်ခြင်းအပြင်အသက်ရှင်လိမ့်မည်ဒါမျိုးယုံကြည်ခြင်းရွရောလင်းတဲ့ယုံကြည်ခြင်းအားနဲ့တော်လို့ရှင်ကြက်စင်တော်မိသားနဲ့ဥပမာပြောမယ်ဆိုမိသားကဒီရီနဲ့ကြက်စင်တော်ပြီဆိုကြက်တော်ပြီဆိုတော့ငါဝိညာဉ်ငါစိတ်ဝိညာဉ်တွေထူတူအာရနေတဲ့ချင်းမရှိဘူးဖခင်မင်းတော်မူ၏တဲ့ဒီနေ့ချစ်တော်ဓမ္မမေဆိုရင်မြငီခုမောင်နမမြကျွန်တော်ကဲတင်ချင်းစိတ်ချမှုရခါဆာမှာကျွန်တော်ဖခင်ကိုဘယ်လောက်ယုံကြည်တယ်လဲဖခင်ကိုဘယ်ကိုးစားတယ်လဲဖခင်ပေါ်မှာဘယ်လောက်ကျင့်တယ်လဲဝမ်းမြောက်တယ်လဲဆိုတော့အဲ့ဒီမိသားအစင်မိနာယောကျွန်တော်စုတောင်းကြရအောင်စိတ်ကြိုက်ကြရအောင်အခုကျွန်တော်လောကလူသားဖြစ်တဲ့အတိုင်းပဲပတ်ဝန်းကျင်ရဲ့အခြေအနေအရာပေါ့နော်ယုံကြည်ခြင်းကိုအားနည်းရှိတဲ့အရာတွေမတိမတာကြည့်အစင်းတဲ့အချိန်ပေါင်းမနေဘူးအဲ့ဒါဒီနေ့ကျွန်တော်ယုံကြည်ခြင်းကိုယူရောပြီလားဖခင်ကိုချစ်တဲ့ချစ်ချင်းမေတ္တာကိုနည်းနည်းကြည့်အစင်းတော်ပြီလားမတိမတာလေးနဲ့ကျွန်တော်ဖခင်သခင်နဲ့ဝေးကွာတဲ့အချိန်ပေါင်းမနေဘူးအဲ့ကြောင့်ဒီနေ့ကျွန်တော်ကစားဖို့ခင်ဗျားတို့တာမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်ကလည်းပဲကျန်းစာမဖတ်တတ်တော့ကြာပြီရှင်ကျွန်တော်ယုံကြည်ခြင်းကြဆန်းသွားတယ်ကျွန်တော်တူတပားကိုခွလွတ်နေတဲ့အရာတွေချစ်ချင်းမေတ္တာတွေရောက်နေသွားတယ်အဲ့ဒီအရာတွေကိုပြန်လဲမြင့်တင်ဖို့ရန်ဖခင်ရှင်နာနေပဲကျွန်တော်ခြာရင်တော်မှုဖြစ်တယ်ဟာလေလုယာဖခင်ရှင်နာပဲကျွန်တော်ခေါ်နာပေးနိုင်တာဖြစ်ပါတယ်အဲ့ကြောင့်ဒီနေ့ကျွန်တော်ယုံကြည်ခြင်းဖြန့်မတော်သူတွေယုံကြည်ခြင်းအဖြစ်အသက်ရှင်လိမ့်မယ်ဆိုပြီးတဲ့နောက်ပိုင်းမှာဒီနောက်ဆုံးမှာခုနရွရော့လင်းတဲ့ငါစိတ်ဝင်ကြီးထူတူနိုင်အာရနေတဲ့တော်မမိုးတဲ့ဒီနေ့ကျွန်တော်ယုံကြည်ခြင်းကိုပြန်လဲပဲစမ်းစစ်စီခြင်းတယ်ကျွန်တော်ကစားပေါ်တော့ဘာဖြစ်လို့လဲဆိုတော့ဒီနောက်ဆုံးတော့ကာလဖြစ်နေခက်ခဲဆိုးရုပ်ကျန်သားတော့ကာလအချိန်ဖြစ်ပါတယ်ဒီပရိဝကြမကြတဲ့အရာတွေမြင်တဲ့အရာတွေကကျွန်တော်ယုံကြည်ခြင်းကျွန်တော်မေတ္တာကိုဆွဲချပြီးတော့မှအားနေအောင်ချီမလားနိုင်လောက်အောင်အဲ့ဒါအာနာတာပေးနိုင်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အကျဉ်းခုနပြောတဲ့တိုက်ပဲတိချက်ပေါ့နော်ကဲတင်ချင်းစိတ်ချမှုရတော့သူများယုံကြည်ခြင်းအပဲတရှင်ရမယ်ကျွန်တော်ယုံကြည်ခြင်းကိုခဏစစ်ပြီးတော့မှအိုကျွန်တော်ယုံကြည်ဘယ်လောက်ထိကျက်စင်တော်ပြီလေဘယ်လောက်ထိတက်တော်ပြီလေဆိုပြီးတော့ကိုဟာနဲ့ကိုကျွန်တော်ပြန်လဲပြီးတော့စမ်းစစ်ဖို့ရအရန်လိုတယ်ကျွန်တော်အသက်ရှင်ဖို့ရဘုရားသခင်နဲ့စိတ်တော်သူ့ကိုတွေ့ဖို့ယုံကြည်ခြင်းပဲဘုရားရှင်တောင်းဆိုတာဖြစ်တယ်ဟာလေလုယာကျွန်တော်ဉာဏ်ပညာတွေဒနာဥစ္စာတွေဆွေးနွေးဘာနာတွေဘုရားရှင်ကမတောင်းဘူးကျွန်တော်ယုံကြည်ခြင်းဟာလေလုယာလူတိုင်းရှိတဲ့ယုံကြည်ခြင်းနှလုံးသားပြင်ယုံကြည်တဲ့စိတ်နှလုံးကိုဘုရားရှင်တောင်းဆိုတာဖြစ်တယ်ကျွန်တော်ဒနာဥစ္စာဘာနာတွေကဘုရားရှင်ကအဲ့ဒါတွေမလူအပ်ဘူးအရေးမကြီးဘူးဆိုလိုတာမဟုတ်ဘူးယုံကြည်ခြင်းကနံပါတ်1ဖြစ်တယ်ဆိုတာဒီတိချက်အနေနဲ့ကျွန်တော်ခေါ်နာပြလို့ပါတယ်နံပါတ်2အနေနဲ့ကျမ်းစာဖတ်ခြင်းဒီအတွင်းဝိညာဉ်ရှင်တန်ကြီးထွားနိုင်ဖို့တက်ရှင်တူပွားနိုင်ဖို့ရန်နံပါတ်1ယုံကြည်ခြင်းနံပါတ်2ကျမ်းစာဖတ်ခြင်းပေါ့နော်ကျမ်းစာအထဲမှာကျွန်တော်အားလုံးသိတဲ့အတိုင်းပဲရှင်မတဲ့ခန်းကြီးလေးအပိုင်ငယ်လေးထဲမှာတခင်ခရစ်တော်ကိုယ်တိုင်ကရပောင်း40အစာရှောင်ပြီးတော့မှပြီးတော့တဲ့ခါမှာသူကအင်နာယောနေပြီးတော့မှနွေးနေပြီးတော့မှစာနာလာပြီးတော့မှဗိုက်စားရဲဆိုရင်ဒီကြောက်တုံးကြီးကိုမုတ်ဖြစ်စီပါအဲ့ဒါစားလိုက်ပါဆိုတော့မှစားတယ်ကစုံစမ်းနှုံရှင်းလိုက်တယ်ခရစ်တော်ကဘယ်လိုပြန်ပြောတယ်လဲဆိုတော့လူဒီမောအဖြစ်တာအသက်မရှင်ဘူးပါလေနှုတ်ကပတ်တော်အဖြစ်ဟာလေလုယာနှုတ်ကပတ်တော်အဖြစ်အသက်ရှင်တယ်ဟာလေလုယာဒီနှုတ်ကပတ်တော်ဟာကျွန်တော်လက်ထဲမှာကျွန်တော်ကိုမိခင်စကားနဲ့ဖတ်လို့ရတယ်မြန်မာစကားနဲ့ဖတ်လို့ရတယ်ဒါပေမဲ့ဒီနှုတ်ကပတ်တော်ဟာအင်မတန်အရေးကြီးတယ်အင်မတန်အရေးကြီးတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဒီနှုတ်ကပတ်တော်စာအုပ်ဖြစ်လာနိုင်ဘူးယန်မြောက်များဆိုတော့ကျန်တပ်ပုဂ္ဂိုလ်ကြီးအသက်ကိုပေးဆက်ခဲ့တယ်အသွေးတွေကိုတွန်းလောင်းခဲ့တယ်အခုကျွန်တော်လက်ထဲမှာအေးစစ်ကြိုက်လို့ရတယ်အေးစစ်ဖတ်လို့ရတယ်ဒါပေမဲ့ဒီလိုဖြစ်လာနိုင်ဘူးယန်စီတန်စင်တူရီကအသက်ကိုစတီးခဲ့တယ်အသွေးတွေကိုတွန်းလောင်းခဲ့တဲ့အကြောင်းကိုကျွန်တော်တွေ့ရတယ်ခက်အဆက်ဆက်ဒီကျန်စာအုပ်ကိုဖျက်ဆီးဖို့ယန်ရှင်ဘယနီကအမ်ပါယာယောမအမ်ပါယာဒီကခက်အဆက်ဆက်သူတို့မီးဆုခဲ့တယ်ဆုဆောင်ပြီးတော့မီးဆုပြီးတော့ဖျက်ဆီးဖို့ယန်ခက်အဆက်ကြိုးစားခဲ့တယ်ဒါမြဲတ
တန်ရှင်တို့တချို့တွေကကျူးစားပြီးတော့မှဒီကျမ်းစာကိုပြန်လဲစုစည်းပြီးတော့မှလူအားလုံးကဖတ်လို့ရအောင်လူအားလုံးကလွယ်လွယ်နဲ့ဖတ်လို့ရအောင်ချောချောလေးဒီလူဖတ်လို့ရအောင်ကျတို့တာဒနာပြုဆရာကြီးယူရတန်ဒီဟတ်စန်တိုင်ရိုဒီပြီးတော့မှဝီလျံကယ်ရီဒီကဘာသာပေါင်းစုံနဲ့ကျမ်းစာကိုဘာသာပြင်ပြီးတော့မှကျွန်တော်ကကိုမိခင်စကားအထိတိုင်အောင်ကျွန်တော်ဖတ်လို့ရတယ်အကျန်ဒီကျမ်းစာကိုကျွန်တော်ကျမ်းစာကဟာဖယားတခင်နှုတ်ကပတ်တော်ဖြစ်တယ်ကျွန်တော်အတွင်းလူကျမ်းမာဖို့အတွင်းကိုခိုင်ခံဖို့ဒီအဲမှာပဲအဆုံးရှိတယ်ဟာလေလုယာဒီလောကမှာစီကံဒီဥပရိမရှိရင်တော့မှဒီကျမ်းစာအုပ်အဲမှာအဆုံးရှိတယ်အခုကျောင်းမှာအစိုးရကျောင်းဒီမှာပြည်သူ့နီတိဆိုပြီးတော့မြန်မာပြည်မှာဆိုတော့တော်အခုတင်ခန်းစာအတိတ်နဲ့တို့ထပ်ပြီးတော့မှတင်ပေးလိုက်တဲ့ကျောင်းကိုကျွန်တော်တွေ့ရတယ်ဒီဥပရိကစားပေါ့နော်စီမင်းစီကံဒီကျန်းစာအုပ်ထဲနေထွက်လာတဲ့အရာတွေဖြစ်တယ်မောစီကတိနာတုံပေါ်မှာပြင်းရတော့စေပါယူပြီးတော့အဲ့ဒီနေထွက်လာတဲ့အရာတွေဖြစ်တဲ့အကြောင်းကိုကျွန်တော်တွေ့ရတယ်အကြောင်းဒီနှုတ်ကပတ်တော်ကျန်းစာကိုဖတ်မှကျန်းစာကိုဖတ်မှကျွန်တော်အတွင်းဝိညာဉ်လာကျမ်းမာလာမယ်တာမာလာမယ်ခေါ်နာရှိလာမယ်ပြီးတော့မှရှင်းတမ်းပြီးတော့မှကြီးထွားလာမယ်သူမြတ်အတွက်သူရပါအတွက်တော့ဖယားနိုင်ငံတော်တို့ရောဒီအရာကပဲကျွန်တော်ခေါ်နာပေးနိုင်တဲ့အကြောင်းကိုကျွန်တော်တွေ့ရတယ်အကျဉ်းဒီနေ့ကျမ်းစာဖတ်ခြင်းဆိုတာကအင်မတန်မှကြီးကြီးတဲ့ရှင်ယောဟန်ကြီးစင်ကပိုင်ငယ်ခဏမှာတင်တို့ဒီငါ၌တည်၍ငါစကားဒီတင်တို့၌တည်လင်တောင်းတမီအားလုံးကိုရကြလိမ့်မယ်တဲ့ဟာလေလုယာကျွန်တော်ဖယားထဲမှာညီယုံတာမကဘဲနဲ့တွေ့နှုတ်ကပတ်တော်ကကျွန်တော်နှလုံးသားထဲရှိမှတာလင်တောင်းတမီအားလုံးကိုရမယ်တဲ့အဲ့ဒီကျမ်းစာလေးကိုတစ်ချက်လေးကျွန်တော်ဖတ်ပြလိုပါတယ်ကျမ်းစာဥပါတယ်ဆိုရင်တော့ရှင်ယောဟန်ခန်းကြီး15ခုနှစ်ထဲမှာကျွန်တော်တွေ့ရတယ်တင်တို့ဒီငါ၌တည်၍ငါစကားဒီတင်တို့၌တည်လင်တင်တို့ဒီတောင်းတမြတ်ကိုတောင်း၍လာရကြလိမ့်မယ်ဟာလေလုယာတင်တို့ဒီငါ၌တည်ငါစကားဒီတင်တို့တည်လင်တဲ့ကျွန်တော်လေးဖယားအထဲမှာကျွန်တော်ယုံကြည်ပြီးသားဖယားအထဲမှာကျွန်တော်ရှင်သန်လို့ရှာနေတယ်သူនេះ၎င်းပဲကျွန်တော်လောကအရာဒီစိတ်ဝင်မစားပဲဖယားသခင်နှုတ်ကပတ်တော်ကိုကျွန်တော်အထဲနဲ့တည်လို့ရှိရင်ဆွဲလာမိလို့ရှိရင်ကျွန်တော်အထဲမှာမြတ်တူထားလို့ရှိရင်ကျွန်တော်တောင်းတဲ့မိအားလုံးရကြလိမ့်မယ်တဲ့ဟာလေလုယာအဲ့ဒါချင်းဒီတို့ကပတ်တော်ဟာကျွန်တော်အတွင်းလူအတွက်တကယ်ပဲခေါ်နာပြီးတဲ့အရာကျွန်တော်အတွင်းလူအတွက်အစာအာဟာရဖြစ်တဲ့အကြောင်းကိုကျွန်တော်တွေ့ရတယ်ပြီးတော့မှဆာလန်139:90နှစ်ထဲမှာကျွန်တော်တွေ့ရတယ်ဒီဒါဝိရှင်မင်းကြီးကပြောတယ်လေဆိုတော့ဒီထဲမှာအထက်ကကျွန်တော်ဒီနှုတ်ကပတ်တော်၌ပြောင်းလဲခြင်းမရှိရင်ကျွန်တော်ပျက်စီးတော့ပြီဆိုတော့သူကိုယ်တိုင်ဝန်ခံခဲ့တဲ့အရာလေးကိုကျွန်တော်ဖတ်ပြလိုပါတယ်ဆာလန်ကျမ်း139ခုမြောက်တော့ဆာလန်အပိုင်းငယ်90နှစ်မှာအကျွန်ုပ်ဒီကိုယ်တော်တရား၌မွေးလျော်ခြင်းမရှိရင်အထက်ကစင်ရခံရှင်ပျက်စီးပါပြီတဲ့သူနှလုံးသားထဲမှာနှုတ်ကပတ်တော်မြတ်တူထားတယ်ဒုက္ခခံတဲ့ချိန်မှာသူကခံနိုင်ရှိတယ်ဟာလေလုယာအတွင်းလူကအမတမကျမ်းမာတဲ့ခါမှာသူကဒုက္ခခံရင်လည်းပဲရင်ဆိုင်ရဲတယ်ကြော်လို့ရဲတယ်ဖြတ်ကြော်နိုင်တယ်အဲ့ချင်ဒီနှုတ်ကပတ်တော်မပါဘူးရှင်တော့ခရစ်တော်တကယ်ခရစ်တော်ကိုယ်ကလည်းပဲသူကိုယ်ပြောတယ်တဲပေါ်မှာအင်ဆောက်တော်သူနဲ့ကြောက်ပေါ်မှာစအင်ဆောက်တော်သူဆိုပြီးတော့နိုင်ရှင်ပြောထားတာကိုကျွန်တော်တွေ့ရတယ်တချို့တွေကဟာခင်ဗျားတို့ကျမ်းစာဖတ်တဲ့လူတွေဖျားကျမ်းတော်တဲ့လူတွေကဘာမှထူးခြားမှုလည်းမရှိဘူးကျွန်တော်ဖျားကျမ်းမတော်တဲ့လူတွေဘာမှကိုယ်ချမ်းမှုလည်းမရှိဘူးတဲ့အပေါ်ရမှာတော့ဘာမှမြေဝတ်တင်တယ်ပေါ့နော်မြန်တွေ့ဘူးပြောင်းထူးခြားမှုတော့မရှိဘူးဒါပေမဲ့ကျမ်းစာဖတ်တဲ့လူဖျားကျမ်းမှာမတော်တဲ့လူနဲ့ဖျားကျမ်းကိုမတော်ဘဲနဲ့ကျမ်းစာကိုလည်းဂယုမဆိုင်ဘဲနဲ့ကျမ်းစာကိုမဖတ်ဘဲနဲ့နေတဲ့လူတွေကအပေါ်ကနေကြည့်လို့ရှိရင်ဘာမှပြောင်းလဲမှုတော့မရှိဘူးဒါပေမဲ့လွန်ကျူးဆွဲခိုင်းလို့ရှိရင်ဒုက္ခတခုခုပြတ်တနာခုရင်ဆိုင်လို့ရှိရင်ကျမ်းစာဖတ်တဲ့လူတွေဖျားကျမ်းရောက်တဲ့လူတွေခါနေရှိတယ်ဟာလေလုယာတော်ယုံတန်ယုံနဲ့မချောမလဲဘူးဟာလေလုယာဒါမဲ့ကျမ်းစာမှာဖတ်ဘဲနဲ့ဖျားကျမ်းမတော်ပဲစုမတော်တဲ့လူတွေကတော့လွယ်လွယ်နဲ့လဲတော်နိုင်တယ်အဲ့ကြောင့်
အပြင်လောကမှာအပြင်တရာမှာပြင်ပမှာတော့ဘာမှပြောင်းလေထူးခြားမှုတော့မရှိဘူးဒါပေမဲ့ဒုက္ခတော့ရင်ဆိုင်လို့ရှိရင်တော့ကျန်းစာပတ်တဲ့လူတွေဖခင်ကိုချီးမွမ်းတဲ့လူတွေကခံနိုင်ရှိတယ်ဟာလေလုယာဖြစ်တော်နိုင်တယ်ဟာလေလုယာခက်ခဲပြတ်တဲ့အားလုံးကြော်လွန်နိုင်တယ်အဲ့ဒီအချိန်မှအတားလင်ကျွန်တော်အိုးဖခင်ကျန်းတော်တဲ့လူတွေကျန်းစာဖတ်တဲ့လူဖခင်ကိုချီးမွမ်းတဲ့လူတွေဒီလူပါလားဆိုပြီးတော့မှသူမြတ်ကနောက်အနေနဲ့နားလေတော်မှာဖြစ်ပါတယ်ကျွန်တော်ကျူမြင်ပြီးတာဟာလေလုယာကျွန်တော်ကျူတဲ့မြင်ပြီးတာအိုးဒုက္ခခံနိုင်ဒုက္ခတခုလာလို့ရှင်ပြတ်တဲ့ခုရောက်လာလို့ရှင်ကျွန်တော်ခါနိုင်ပြီးဝီယံဒီအပေါ်ယံကတော့ဘာမှမလို့ဆောင်နိုင်ဘူးအတွင်းလူကကျမ်းမှာဟာလေလုယာအတွင်းလူကခေါ်နာရှိမှာဟာလေလုယာအဲ့ဒါရင်ဆိုင်ရဲတယ်အဲ့ဒါကြောင့်ဒီနေ့ဒါဝိမင်းကြီးရဲ့တတမှာလည်းပဲဒီကျမ်းစာထဲမှာနှုတ်ကပတ်တော်ပြည့်တဲ့ချူပြလာပူထက်တာရချူဆိုတော့သူကိုယ်လည်းပြောတဲ့အတိုင်းပဲနှုတ်ကပတ်တော်ကိုသူကအရန်စာငတ်တယ်ဆာလာလေးစနစ်တိထဲမှာတမင်တရေဒီစာရည်တွေကိုစာငတ်တုံးတာတကယ်တော့ကိုယ်ရဲ့တရားတော်ကစာငတ်တုံးတာပဲဆိုတဲ့အတိုင်းပဲဒီနှုတ်ကပတ်တရားတော်ကစာငတ်တော့ဒါဝိမင်းကြီးကအားလုံးတည်တဲ့အတိုင်းပဲသူကရှင်မယေဣသရေလနိုင်ငံနဲ့ရှင်မယေအဖြစ်ဘိတ်တဲ့ချင်းစီကိုဆမွေလ်ကဘိတ်တဲ့ပေးလိုက်တယ်ဒါမြင်မဲ့ဘိတ်တဲ့ပေးတာနဲ့ရှင်မယေနာနောကပေါ်ပါတက်ခွမရသေးဘူးသူကစောလို့မင်းကြီးကတပ်ဘူးသူစစ်သားတွေနဲ့လိုက်เสียပြီးတော့တောနဲ့ကြီးမဲ့ထွက်သွားလိုက်ကိုထဲမှာပုံလိုက်နီးရတကပုံပြီးတော့ထွက်သွားတယ်ဒီအချိန်မှာပင်လင်းဒါဝိမင်းကြီးကဖခင်ကိုမပစ်မှာဘူးဟာလေလုယာဆိုလို့ကိုသူကတပ်ဘူးရံဖျားရှင်ကအချိန်ကောနှခါလောက် chance ပေးတယ်သူဝတ်လုံတော်ကိုဓာတ်နဲ့ဖျက်ချပြီးတော့မှဝတ်လုံလေးကိုသူကတင်ထားလိုက်တယ်ပြီးတော့မှသူရေကိုလည်းသူတင်လိုက်တဲ့အကြောင်းကိုတွေ့ရတယ်အဲ့ဒီနောက်တလားမှာနောက်တစ်ဖက်ကားမှာသူကအော်ပြီးတော့မှဆိုလို့ရှင်မင်းမင်းကြီးခင်ဗျားကိုဖျားရှင်ကတခွန်ပေးတယ်ဒါပေမဲ့ခင်ဗျားကိုဖျားရှင်ပိတ်တိထားတဲ့အတွက်ငါလူကလက်တော်မထိလက်နဲ့တော်မထိရဲဘူးဆိုပြီးမှသူကပြလိုက်တဲ့အကြောင်းကိုကျွန်တော်တွေ့ရတယ်အဲ့ကြောင့်ကျွန်တော်ဆိုလိုတာကဒုက္ခပြတ်တဲ့လုံးစုံတီးရှင်ရင်တော်မတော်ရင်ဆိုင်တဲ့အချိန်မှာလုံးဝအားမငယ်ဘူးဟာလေလုယာလုံးဝရဲတင်းနဲ့ရင်ဆိုင်ရဲတယ်ပြီးတော့ဂေါ်ရကြီးတော်မသူကသူ့ထက်ကူတော့ဘောနော်အမတမ်းသူ့ထက်နစားလောက်မြင်တယ်ဂေါ်ရကြီးကိုတော့မသူရင်ဆိုင်ရဲတာဖယားနာမ၌ဖြစ်တယ်ဟာလေလုယာသူထင်းတဲ့တော်ထဲမှာသူကသူတယောက်တည်းဖြစ်ရင်လည်းပဲဖျက်ကိုချီးမွမ်းတဲ့နှုတ်ကပတ်တော်ကိုအယံဆောင်ရတဲ့ဒါဝိမင်းကြီးကရုပ်ရည်အဖြစ်ငယ်ပြီးမဲ့အတွင်းလူကတော့အင်မတန်မှတကူရှိတယ်ဟာလေလုယာအဲ့ဒါအတွင်းလူကျမ်းမှာဘူးအတွင်းလူကအင်မတန်မှခေါ်လာရှိဘူးတကူရှိဘူးအင်မတန်မှရန်အရေးကြီးတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အကျဉ်းဒီအရာတွေကတော့ဘယ်နေရာမှာကျွန်တော်ဝယ်လို့မရဘူးဘယ်နေရာမှာလိုက်ရှယ်လို့မရဘူးဒီနှုတ်ကပတ်တော်ထဲမှာပဲရှိတယ်ဟာလေလုယာအကျဉ်းဒီနေ့ကျမ်းစာကျွန်တော်ကိုရီးယားမှာနေတဲ့အခါမှာကျွန်တော်ပါစတာကအတစ်ခေါနာစေ3နှစ်လောက်ရှိတယ်ကျန်းစာကိုပြဒီကဘာဦးကျန်းနာနေပြတဲ့အထိအခါ120ဖတ်ပြီးပြီတူဒီလောက်ထိကျန်းစာကိုအရန်စာငါတာကိုရီးယားနိုင်ငံတည်းကလေပြီးတော့မလူငယ်မောင်မဲဒီကအရန်ကျန်းစာကိုမဖတ်ဘဲမနေနိုင်ဘူးဒေါက်တာယုံကြည်ချွေးဖျားချုံကိုတက်လို့ရှင်ကျွန်တော်က9နိုင်မီဆိုရင်9နိုင်ဆိုရင်တော့ကျွန်တော်က10နိုင်လောက်မှာမတော်ဘူးဆိုရင်တော့လူကနေရမရဘူးပြီးတော့ဖျားချုံရောက်တဲ့ခါမှာသူတို့စုတော်တဲ့လူကစုတော်ပြီးတော့ကျန်းစာဖတ်တဲ့လူကကျန်းစာဖတ်ကျွန်တော်ကတားတိတ်စိတ်နေတဲ့ခါကျတော့ဘာတာလဲမကြားတဲ့ခါကျတော့တောကြည့်လိုက်တဲ့ခါမှာသူတို့ကလူအပိပဲစုတော်တဲ့လူကစုတော်ကျန်းစာဖတ်တဲ့ကျန်းစာဖတ်အိုးဘယ်သူမှမရောက်သေးဘူးလားဆိုတော့တကားနီတောကြည့်လိုက်တဲ့ခါမှာလူကပိရှင်နေတာဒီလောက်ထိဖျားကိုစာငါတော့ဖျားရှင်ကသူတို့နိုင်ငံကောင်းကြည့်ပြီးတယ်ဟာလေလုယာအဲ့ဒီဂျီဒီကျွန်တော်တက်တာမှာဘဝဒီအတွင်းလူကျမ်းမာဖို့ရန်ခုနပြောတဲ့ယုံကြည်ခြင်းကျမ်းစာဖတ်ခြင်းအရန်လိုအပ်တယ်ဆိုတာကျွန်တော်အနေနဲ့ခေါ်လာပြလိုပါတယ်ပြီးတော့မှဒီထဲမှာအားလုံးတည်တဲ့တိုင်ပဲနိတိမိုတီဩဝါဒစာခန်းကြီးနဲ့အပိုင်းငယ်34စက္ကန့်ထဲမှာအဲ့ဒီတစ်ချက်လေးကိုပြန်ကြည့်ရအောင်နော်တိမိုတီစာဆောင်နိထဲမှာကျွန်တော်ဒီမှာ
ဘာတူရတယ်လဲဆိုတော့ငယ်တော့အရွယ်မှစရွယ်ကျန်းစာကိုဖတ်ပါတဲ့ကျွန်တော်ရန်တော့ကဘောနော်ပါစတာဒီအတွက်ပဲလို့ကျွန်တော်သူတို့ကိုလည်းပေးလိုက်တာပေါ့တဝန်ပေးလိုက်တယ်ကဲတင်ချင်းစိတ်ချမှုရတော့သူမြတ်ကလေးသူငယ်မြအတက်အရွယ်မရွေးပဲနဲ့ကျန်းစာကိုကျွန်တော်ဖတ်ဖို့ရအမတားမှအရေးကြီးတဲ့အကြောင်းကိုကျွန်တော်တွေ့ရတယ်ဖတ်တော့သူအရင်ဆုံးတွေ့တော့သူမြတ်ဖတ်ပြပါအောင်ကြည့်ပြီးတော့မှနိတိအခန်းကြီး3ဆယ်လေးအနီးစေခွန်ပြပါတယ်ကျူတင်တယ်ကျူတင်ပါတယ်ဒီမှာကေတင်ချင်းအလူငါပင်ရကိုပေးနိုင်တော့ဓမ္မကျမ်းစာကိုငေတော့အရွယ်မှဆရွယ်လက်ချက်တွေကို၎င်းတိမှတ်ဒီနဲ့ငီနော်အဲ့ဒါငေတော့အရွယ်မှကျမ်းစာကိုကျွန်တော်အရင်တော့ပါစတာတွေပဲကျွန်တော်တာဝန်ပေးလိုက်တာပေါ့နော်မဟုတ်ဘူးယုံကြည်သူမှန်တယ်အားလုံးကိုကျမ်းစာကိုဖတ်ရမယ်ဟာလေလုယာကျမ်းစာကိုကျွန်တော်စာငတ်ရမယ်တမန်တော်ရဲ့စာရည်စာငတ်တုံးတာတကယ်တော့ဖျားတခင်တို့ကဘယ်ကဆောင်းကတဲ့ဆိုတဲ့အတိုင်းပဲရှင်ဒါဝိရှင်မင်းကြီးဒါဝိမင်းကြီးပြောတဲ့အတိုင်းပဲကျွန်တော်အစာငါဆုံးတော့အရာကျွန်တော်အတုံးတဆုံးတော့အရာကဖျားကြောင့်ဖျားတမတိကျန်းစာကိုအရာစာငါဖို့အင်မတန်မှအရေးကြီးတယ်တခါတလေကျွန်တော်လောကအရာတွေကဒီအရာတွေကိုဖျက်ဆီးဖို့ရပေါ့နော်လောကအရာတွေကကျွန်တော်စိတ်ထဲမှာတွေးခေါ်စဉ်းစားမိလိုက်တဲ့ခါကျတော့ကျွန်တော်အသက်တာကိုလုံးဝဝမ်းမြောက်နိုင်တယ်လို့ဝမ်းမမြောက်နိုင်ဘူးပြီးတော့မှရဲရင်တဲ့တယ်လို့မရဲရင်နိုင်တော့ဘူးအဲ့ဒီအရာတွေကတော့ကျန်းစာမဖတ်ဘူးရှင်တော့ကျွန်တော်ဝိညာဉ်ကမတိမတာလေးနဲ့ကြက်ဆန်းတော်တဲ့အကြောင်းကိုကျွန်တော်တွေ့ရတယ်အဲ့ကျန်ကျန်းစာကိုငယ်တော့အရွယ်မှကြက်မပါလိတ်ချက်ဘူးရန်လိုအပ်တဲ့အကြောင်းကိုကျွန်တော်တွေ့ရတယ်ပြီးတော့မှဆာလန်တရားတဆေကိုအခါကျတရားနဲ့ငါတို့ကပတော်ဒီငါရှိမှမိခွက်ဖိရွေးငါလမ်းခေကိုလင်းစီတော်မွေးဆိုတဲ့တိုင်းပဲကျွန်တော်ဘုံလမ်းအနာဂတ်ကိုရှောက်လန်းတဲ့အခါမှာအလင်းလဲမှုအင်မတန်မှလိုအပ်တယ်အမောင်ထဲမှာတောမယ်ဆိုတော့နော်ကြိုက်တရားတောဖို့တော့မှအနိုင်နိုင်ပေါ့နော်ချော့လဲဖို့ရမယ်ရှိတော့တယ်အဲ့ကျွန်တော်လမ်းခရီးလင်းစီဖို့ရနှုတ်ကပတ်တော်ကကျွန်တော်တို့အနာဂတ်ကိုလင်းစီနိုင်တယ်ကောင်းကောင်းလမ်းရှောက်နိုင်ဖို့ကောင်းကောင်းဖျားတင်ခြင်းမိတ်တိုင်းဖွင့်နိုင်ဖို့ရနှုတ်ကပတ်တော်ကပဲကျွန်တော်ကိုလမ်းပြပေးနိုင်တယ်ကျွန်တော်အကောင်းဆုံးလမ်းကိုပို့ဆောင်ပေးနိုင်တဲ့အကြောင်းကိုကျွန်တော်တွေ့ရတယ်ပြီးတော့မှဆာလန်တီထဲမှာအလုံးတီတဲ့တိုင်ပေါ်တော့မတရားတော့သူတို့ဝီတိုက်တွန်းချစ်တို့မလိုက်မထဲမြဲမြဲပြတော့သူတို့နဲ့မထိုင်နော်အလုံးတီတဲ့တိုင်ပဲပေါ့နော်သူဒီနီးနေပါပြစင်ချင်အောင်မီတော့သူဒီဘာလဲအလိုရတယ်လူရှိလားကျွန်တော်လည်းတိတ်မရတော့ဘူးနော်မနေရတိတ်မကောင်းတော့ဘူးဒီဆာလန်တိတ်ကိုအလုံးရွတ်ဖတ်ကြရအောင်နော်ဆာလန်တရားSalantit, sorry, Salantigu. Salan number 3. Matiaro turowi taiton chindo malai lusurowi lanu maya mani matemi puro turowi aswina matai tarapiai tayaro gu milio yo tayaro gu nini ma pesin che amiro turi minglashiအကြောင်းမူကားထူတူရီမိနာမဆိုင်လျက်မိမိအချိန်တာမအတီးကိုတီး၍အကျွတ်မငီဝင်တတ်သောအပေနေတူ၏ပြူလီတမရတို့၌အောင်လင်းတရီဟာလေလုယာပြူလီတမရတို့၌အောင်လင်းတရီဟာလေလုယာအယံခေါ်နေရဆေရနိုကပတ်တိုနီနီမပျစင်ချင်းအမီရောတူရီမင်္ဂလာရှိတဲ့အကြောင်းမူကားထူတူရီမိနာမဆိုင်လျက်မိမိအချိန်တာမအတီးကိုတီး၍အကျွတ်မငီဝင်တတ်သောအပေနေတူ၏မိမိအချိန်တာမှဆိုတဲ့စာလုံးလေးရတော့နော်အချိန်ဖျားရှင်ကအချိန်တိုင်းမှာအလုပ်မလုပ်ဘူးအချိန်တာမှအလုပ်လို့တော့ဖျားဖြစ်တယ်ဟာလေလုယာသူအလုပ်လုပ်ပြီးဆိုတော့သူဘိုးတို့ထင်ရှားရှိတယ်သူမြတ်ကအိုဒီလောက်ထိဖျားရှင်ကောင်းမြတ်ပါလားအိုဒီလောက်ထိဖျားရှင်ကလုံနိုင်ပါလားဆိုပြီးတော့သူမြတ်အမြင်မှာဖျားဘိုးတို့ထင်ရှားအလုပ်လုပ်နိုင်တော့ဖျားဖြစ်တယ်ဟာလေလုယာအလုပ်လုပ်တတ်တော့ဖျားဖြစ်တယ်ဟာလေလုယာအမှန်ဆိုဖျားတခင်သူကိုယ်ရဲ့အလုပ်လုပ်ရတယ်ဒါမျိုးကျွန်တော်သူဖန်ဆင်းထားတဲ့ကျွန်တော်လူသားတွေကိုကျွန်တော်သူ့သားသမီးတွေကိုအသုံးပြုပြီးတော့သူ့ဘုံတော်ထင်ရှားဖို့ဖျားရှင်ကသူ့တိုင်ကတော့ကျွန်တော်ဆွဲခေါ်တာဖြစ်တယ်ဟာလေလုယာ
จะมอสีอิสราเอลลูมิริกาเป็นเลงเพียตันนี่ได้เชียงตูกูเรกะโอ้เป็นเลงนัดเชนก้อยบาสิชุมนะอเมงปีโลเชียนปีราเบดามีพิอาสิกมอสีกูอตุงปิวชินล้อโลมอสีกูลานดากูเมียวบาสุมลานกูนิเมียวไรเดขามาเป็นเลงนี้นัดเชนก้อยตัวเรเออพิอาติเห็นตัวเตียวเทตัวเตียวเทโลยาเรดามีจุโนอตุงปิวชินโนพิอาพิเดฮาเลลูยาเขมีเนี่ยจุโนเนี่ยอตุปูปองบินมาอโลชินโนพิอาพิเดจังกูนี่น่าเลเจยังฮาเลลูยาตูกูไรกะโลนายเยตาเนี่ยจุโนกูพิอาสิงกาบุตัวบุญเราเชิงชาบุจุโนกูมาหูอาเนี่ยเราตัวเมียพี่ยันเลยเบตัวตะโกเราตัวบุญเราตัวเมียเมียนตัวบุยันพิอาสิงกาอตุงปิวชินโนจุโนรูตามเมียพิเดจังกูเลยเบจุโนตัวยาเรอาจารย์ทีนี้คุณอะจันสาพัชินสุเรนิยามาซาลานลิสเนี่ยไปเงติมาเลยเบจุโนตัวยาเรบิโรมโยสุอาคันเจติไปเงชิมาเลยเบจุโนตัวยาเรบิโรมาเชียงยฮังเซงาคนเทมาเลยจุโนตัวยาเรดียาโรจุโนจันสาพัชินดีลาวเนี่ยเบจุโนอสงตาเบียสีนักสงอันนี้เนี่ยสุตองชินบ่เนาะคุณรับเกี่ยวได้แต่เบยงจีชินจันสาพัชินสุตองชินดียาดีก็จุโนตาเลมหูบุรุษเปียวโรมียาบ่เนาะคริยันมันตมีอาลุงเกจินชินเซจมูยาโรตุอาลุงกะมะโลมณียะฮาเลลูยาโลกูโลยามีฮาเลลูยาดามาเต็นจุโนบวามาองมินชินพยากบ่โนเทนชาบุพยาชิอตุโนขานอตุมีพิกูพิยาเมสุรจุโนตุยาเรสุตองชินเนี่ยปฏิบัติมาเจ้าสารมาจุโนเชมาเตขันจินเซชาวลิสติเทมาคริสต์ก็สงสารชินเนี่ยเกณฑ์รถเมียจังสุตองจาโลเรสงสารน้องเสชินเนี่ยเกณฑ์รถเมียจังสุตองยาเมบิดมาเทสโลนิกาโอวราซาอาคารจริงอภัยเงี้ยเสกคนเดมาช้ามาละสุตองจาโลเรสุตองยาเมอะคุเดียเตนว่าจุโนจาเรนี่ได้มาพยาจังกูพันธาเรฮาเลลูยาเชิงไรมาพยาจังอะพยาจังมาลัวเสียงเสมาเปียดสุตองเดลูรีบิโรมาอาซาเชียงเดลูรีอเมรันดีพยาจังมาเสียงเสมาเปียดสิเดสุราจโนไม่ยาวเขียนเลยว่าไม่ยาวเขียนเลยว่าจโนจ่าเขียนเลยไอ้เจ้าทุนี้ละก็ไม่ตะเกียบลาเรขาจัดลูกเก็บองแม่เมียมีเขียนจีมาพาเขียนจีเมียพยาจังมานี่ได้พยาจังยาวจ่าเดเจ้าจโนตัวยาเดจังที่นี่เออจังอัตเตนโดอิมตามาจีบัวเรฮาเลลูยาตูบัวเรดีเทมาตรงมาสันเบเนบาเลทำสิ่งที่กูงาเรรู้ชาเรเนาะฮาเลลูยาตะเกนาเมจีเรอเตนโดพิบาเรพยาสิงห์ดีเราที่พยาสิงห์สังกัดตัวเมียพยาตะเกงกูอิมตามาชิดตัวเมียดีอเตนโดเรมาปูส่งเรขามาอเตนโดก็ตัวงาเตนโดงาตีสาวเมสุเรได้เบตูกูเรตีสาวบิโรมาลุงเอกันดามีตัวมีกันดาพาเคนจีริกันดาปองสมตูเตบิโรเบลนส์บ่เนาะตูเตเอจังจโนตุยาเรขามาจโนอันนี้เนี่ยเลเบวันตาปีดิพิเดเอจังดีอเตนโดกูพยาสิงห์อนากัปมาตายอตงปิวมาพิเดฮาเลลูยาตายจีบัวมาพิเดฮาเลลูยาโอดีเทมาพยาสิระตงโดขานอตุมียปอลามาพิเดฮาเลลูยาทุพยากูชิมันเจยังฮาเลลูยา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 อิมตามาขอนายาเรพยาตะเคียนกะงาเตนโดกูงาตีสมัยสุเรไดเวเจียนสาวเทมาสีดามโฮเบเนดิอาเตนโดเทมาจนเมียวัวเทเมียนตุยขานสายาเรฮาเลลูยาอายาเมกงยูเสียกองมาเรบิรมาคุณะสุตองจินเทมาจนเชียงยอขันจีเซเจ้านาเซลีบิรมาเซงาเซเจ้ามาเรจนตุยาเรมาช้ามาละสุตองจาโลสุริมโรมาเทสโลนิกาโอวราซาขันจีตงอภัยเงเซงามาเซคนเนมาจนตุยาเรบิโรมาตมันดอกทุอาคันจิตอภัยเงเซลีมาจนตุยาเรสุตองน่ะเลมโนยบุโนจนชินตงมาสุนจนปัสเซงกูมอทามบิโรตนีกงจนว่าอโลโลยาเรดามีสุตองน่ะก็ตนีกงโลบมโนยบุโนอาลุงติวิราบุโนอาลุงติวิราพิเตตนีกงสุตองบมโนยบุโนเอเดจังตมันดอกทุเรมาจูสายสุตองจาโลพยาตะเคนกับโยเรไดเบดิเพนติโคสนี่มันจะยาวเห็นไม่ยาวเห็นลีมาอปารุมาลูริกาจูสุตองมันตะเกจูสายมันสุตองจาเรเอดีอเชงตันลาเรขามาตั้งเชียนตัววิ่งเราเซนจอบบิโรมาท
ทูโลกามาเบโดเบโรกามาพิบูเรเป็นโคสนี่นูทามุพิลาเรฮาเลลูยาไอ้เนี่ยสุดตองชิมาชินาอิมาตามาอจิจิเดจังโงเลเวจโนตุยาเรสุดตองชินสุราจโนขันสาราบ่เนาะสุดตองชินสุราจโนเปียวปีเมไอ้ดิสุดตองชินเนมาลิวะเชตรงเชสิเดเลยจโนdefinition บ่เนาะบาริสิเดเลสุรสุดตองชินสุรากาโรพยากูกูสาเรจังโงจโนเปียราพิเดจังโงจโนตุยาเรดิไรเบนีโลชาสุมาตองเบเดกูสานดาไดกูจาติเสตบอนูโซเรอไดเบดิไรเบโลโลชิโนพยากูอากูยามมโหโรบูดามีพยาจังมาตัวเบลดูชาเบสุตองเดหามากูรอจโนมาตัดไหนบูกูรอมาปาบูฉันจโนมาโลไหนบูอารมณ์มาโลไหนบูสุดว่าเน่งชาราเลพิเดเอสุตองชินสุเรนิยามาพยากูสารากูเปียราเลพิเดบิรมานาคานชินเปียราเลพิเดบิรมาเน่งชาชินบ่เนาะมาชามาละสุตองเจรสุเรมาจันสาเรมาเปียวเรบิรมาตะเคียนสุกุไรเกเลเบสาชิมบิรสุตองเรไอ้จันดีนี่สุตองชินไม่ใช่บุษเนาะนาคันชิมไม่ใช่เราบุษสุเรตะโบเตยาวตัวเราบ่เนาะเอ็งสุตองเรลูริกาโรเน่งชาชินแต่ตีเปียราพิเดนาคันชินเปียราเลพิเดบิรมาพยากูจโนกูสาเรกูรอกูเวกูรามาปาบูฉันจโนอารมณ์มาโลในบุสุเรกูสาชินบ่เนาะเปียราเลพิเดจังสุตองชินะเมื่อตามาอมอเมสุโรอยาพิเดอดิจังดีจโนครียนยงจีตูมันตะมีอาลงายงจีชิงูစီကိုစီရမယ်ယုံကြည်ခြင်းကိုစစ်ဆေးရမယ်ပြီးတော့မှကျမ်းစာကိုဖတ်ကိုဖတ်ရမယ်ကျွန်တော်တာလည်းမဟုတ်ဘူးပြောလို့မရဘူးဟာလေလုယာအဲ့ဒါလူကပြောလို့မရဘူးလူတိုင်းအားလုံးကကျမ်းစာကိုဖတ်ကိုဖတ်ရမယ်ပြီးတော့သုတောင်းချင်းဆိုတာလည်းကျွန်တော်တာလည်းမဟုတ်ဘူးကျွန်တော်အဲ့ဒီသုတောင်းချင်းကိုကျွန်တော်ရဲ့ဝတ္တနာလည်းမဟုတ်ဘူးပြောလို့မရဘူးယုံကြည်သူမှန်တမီအားလုံးဟာဒီသုံးချက်ကိုမလုပ်ဘူးရှင်တော့ကျွန်တော်ဝိညာဉ်အတွင်းလူကလီဖြတ်တော်မှာဖြစ်တယ်နာကျင်တော်မှာဖြစ်တယ်ဘာမှမလို့ဆုံးမနိုင်ပဲနဲ့ကျွန်တော်ခန္ဓာကိုပင်ချုံတော်မှာဖြစ်ပဲအဲကြောင့်ကျမ်းစာဖတ်ခြင်းဆိုတော်ခြင်းယုံကြည်ခြင်းဒီသုံးချက်ခါကျွန်တော်မရှိမဖြစ်လို့တဲ့အရာမလို့ပဲနဲ့မနီတော့မရတဲ့အရာလည်းဖြစ်တယ်ဆိုတော့ဒီနေ့မှာကျွန်တော်ခေါ်နာပြလို့ပါတယ်အကြောင်းဒီနေ့ကျွန်တော်ကာစာဒီသုံးချက်လေးကိုကျွန်တော်အသက်တာမှာဒီလောကမှာအသက်ရှင်တဲ့ကာလပတ်လုံးလုပ်ကြရအောင်ဟာလေလုယာဒီလောက်မှတာအတွင်းလူကခေါ်ရရှိလာမယ်အတွင်းလူကရဲရင်လာမယ်အတွင်းလူကဖျားကိုစာငလာမယ်အတွင်းလူကတကယ်ပဲဖျားချမ်းကိုပြုံးဝေလာမယ်ဖျားထဲမှာဝိညာဉ်တော်ထဲမှာပြုံးဝေတော်မှာဖြစ်ပါတယ်ဒီသုံးချက်ကိုမလုပ်ဘဲနဲ့ကျွန်တော်ဝိညာဉ်အရာဝိညာဉ်အတ္တတာ၆ကတော်မှာဖြစ်ပါတယ်အကျန်ဒီမှာထိုင်နေကြတော့လူငယ်မောင်မယ်များဓမ္မမိတ်ဆွေများအားလုံးကျွန်တော်တက်တာမှာဘယ်နေရာပဲရောက်ဘယ်နေရာပဲတိုးဘာပဲလုပ်ကျန်းစာဖတ်ခြင်းစုတောင်းခြင်းယုံခြင်းချင်းကိုဖခင်ကျွန်တော်ကဲတင်ခြင်းစိတ်ချမှုရတဲ့ဖခင်တခင်နဲ့နဖိုးတွေ့ဖြစ်နေတဲ့ကဲတင်ခြင်းရခါစားမှာကျွန်တော်ဖခင်ကိုချစ်တဲ့စာနုံဖခင်ကိုယုံကြည်တဲ့စာနုံကိုကျွန်တော်ရောက်ပြီလားကျက်စင်တော်ပြီလားဆိုပြီးစစ်စီးပြီးတော့မှရှောက်လမ်းမှုရအရောက်တိုင်းကိုခေါ်နာပေးလို့ပါတယ်အရောက်တိုင်းကိုဖခင်ရှင်ကောင်းစီမလားချပေးပါစေဟိုကျိုးတဲ့နဲ့ဟုတ်ပြီအလုံးမတထပြီးတော့မှတချင်းတပုတ်ပေါ်တော့ worship team တွေကယူချဲလိုက်တဲ့ဒီတချင်းလေးကိုတီးဆိုပြီးတော့မှအဆုံးသတ်မှာကျွန်တော်အဆုံးသတ်ဆုတောင်းပြီးတော့မှဖြစ်ပါတယ်ပြီးတော့မှTomna lahabang kisa zela tupa na kisa ye. The chinnego, you know, said the Runtaremas, Hansi, Sabromati, Jayana. Time
မိတာရရှိဖပြရခင်ကိုရောကိုချူတဲ့နေဒီနေရာမှာကိုရှင်ပြဝတ်ပူပွေချင်းအစီစနာစားလေဆိုတာယောလာပြပူဆောင်ကောင်းပြီးတော့မရချကိုရောကိုချူတဲ့ပါ၏ဒီနေ့ဂျစီအတဲ့နိုကိုလည်းပဲကိုရှင်ပြအရင်ဒီထက်တော့များဆိုတူပေါ်ရတော့တူတဲ့ရတော့ကိုပြီးတော့မရချလေကိုရောကိုချူတဲ့ပါ၏အတဲ့တော်တဲ့မှာကိုရှင်ပြအမှုတော်ဆိုလို့ဆေးဆေးမများတဲ့တော်လူကြီးမြမိခင်ကြီးပြလူငယ်မောင်မေအားလုံးအငယ်ဆုံးကြီးဆိုလိုက်ကိုရှင်ပြဆက်လက်ကောင်းပေးတနာတော်မူပါကိုရောဘိုးတော်ထင်ရှားမှုကိုရောနိုင်ငံတော်ကျေပြမှုဆက်လက်အသုံးပြုတနာတော်မူပါအတင်းတွေလူတော်ရာလုံးဆုံးလည်းပဲကိုရှင်ပြယောဂျရေပြန်စံပေးတနာတော်မူပါသူရဲ့အချင်းစီများသူရဲ့ယူပါယုံများပြီးဆုံးဘူးရနဲ့ကိုရှင်ပြသူတို့โอ้ยมันจะปาได้ปีส่งไหนบุยันเสลกองปีตนาโรมุบาเปียส่งเราวิ่งเมียส่งกูสิมพิอาทานเราขอส่งลาในบุกูสิมพิอาแต่ยาวชี้สิได้กูตสาปลาเกลอตรงปีตนาโรมุบาโอ้ดินิพิอานาดีโดตุเมสิยันเลยเบดันเชโดเจมาบิสุเรนกปะโดลาเดไดเบปกริเจมาชิงกูปีตนาโรมุบาโอ้กูสิมพิอาอัลโลအလုံးမရတီတော့သူမြရှင်လဲပဲကိုရှင်ပြအလုံးကိုပြင်ဆင်ပေးတနာတော်မူပြအရာခတ်တဲ့ကိုပြီးမဲ့တော့ရှင်ကိုရောတာဖြစ်ပါ၏အိုးကိုရှင်ပြဒီနေ့ယွန်းကမရတီတော့သူမြရှင်ခဲရင်လဲပဲကိုရှင်ပြအမြန်ဆုံးပြင်ဆင်ပေးတနာတော်မူပါရှင်မရဲ့မဲ့နှလုံးသားကိုရောတဲ့တော်ထဲမှာရှိပါယွန်းမာလုံးလုံးနေတော့ယွန်းယုံယူအန်ယုံမအလုံးလုံးနေတော့သူမြနှလုံးသားကိုရောလက်တော်ထဲမှာရှိပါ၏မရစီတီတော့သူမြယူအန်ကကွန်မြန်ဆုံးရရှိနိုင်ဘူးရတဲ့โอ้ကိုရှင်ပြအမြန်ဆုံးဒီနိုင်ငံနဲ့โอ้ထွတ်တော်နိုင်ပဲကိုကောင်းပေးတနာတော်မူပါကိုရောကိုချူတဲ့နဲ့တင်တူတင်တဲ့အားလုံးပိစာချီကိုရှင်တင်တူတင်တာမေကိုရောရှင်ပြတ်โอ้လှုပ်ရှားတဲ့အရာလုံးစုံမှန်တဲ့အားလုံးတွေကိုရောဘိုးတော်ထင်ရှားဖို့ကိုရောနိုင်ငံတော်ကျေပြမှုအကြောင်းသာဖြစ်ရှိတော်မူပါငါတဲ့တော်ကိုငါတီးဆောင်ပြဆိုတဲ့အတိုင်းပဲကိုရောရှင်ပြကိုရကတဲ့တော်ကိုဒီနေ့တိုင်အောင်တီးဆောက်တဲ့တူပါကြီးထွားရတော့ခွန်ပြီးတော့ကြောင့်ကိုရောကိုချူတင်ပါ၏ဒီစင်ပီတိုရခါမာကိုချိုဒီကိုရှင်ပြင်းပြန်လာမလေဘေဘာမအတော့ရှမရှိဘဟာနာတမရှိဘေနဲ့ချောချောမောမောနဲ့ကိုအင်းနီယာဒီအတေကိုပြန်နိုင်ဘူးရလဲစစ်လက်ကိုကဆုံးတင်လာပြတော့မူပါပါကိုရှင်ပြချတော့ပေါင်းကိုချီမကြီးတော့ရင်းနဲ့တခင်ယေရှုမြတ်တော်နာမနဲ့ဆိုတော်တဲ့စစ်အနန်ကြပါဖပြရခင်အာမင်ဟာလေလုယာဟာလေလုယာHallelujah, Hallelujah, 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 Hallelujah. အဖခမေရိုမဟာချစ်ချမီတာရောတာရောယေရှုခရစ်တော်ဂျေဂျူတော်ရဲ့ဂယုနာရောတန်ရှင်တော်ဝိညာဉ်အတူပါစီချင်းလမ်းပြပို့ဆောင်ခြင်းကောင်းခြင်းမင်္ဂလာဖျားဖျားဒီနေ့ကြောရောက်လာတော့ယုံကြည်သူများအပေါ်နဲ့တော်လကောင်းသူတို့နဲ့ဆက်ဆိုင်တော့ဆွေမီအင်ထုံမီတာဆိုတီတီပေါ်နဲ့တော်လကောင်းဂျေစီအတင်တော့ပေါ်နဲ့တော်လကောင်းယခုဘာစာရွေကာလာအရှင်မေတေရောက်တရှိတည်နေပါရှိတော်အာမင်အာမင်အလုံးပေါ်မှာဘုရားရှင်ကောင်း